တော့ဟိုငါတို့နောက်ခုလုပ်ပြီးတော့ငါတို့ဒီအိမ်မှာမိုက်စားအိမ်လို့ပေါ့ဟိုကန်းကျင်တော့အိမ်ဒီဆောက်ဖို့တော့စဉ်းစားထားရင်ငါတို့က plan ရှိရပေါ့အဲ့တော့မဲ့ဘူနဲ့အဲ့တော့ကလေးဆိုငါ့ကိုဘာမှမကူနိုင်တော့အဲ့မဲ့မီနီအိမ်နဲ့သွားစော်နေတော့ကွာကိုဖေကိုမီနီကိုဘိုးနဲ့သွားစော်နေတော့ကွာဘိုးတော့ဖြစ်နေဘိုးနော်မာကလို့မင်းတို့လည်းသွားစော်နေဟုတ်ကဲ့ဘူးချူကကျွန်တော်တက်ဆွေးရတယ်တကယ်လို့ရဲခေါင်းမှာအဲ့ရရပါကျွန်တော်လာခေါ်လို့ဒီလာခေါ်တော့အဲ့အိမ်ကဘလောက်မှလဲဆိုပြတော့တော့မတော့ဝမ်းမတော့စော်ရကိုချူကသွားရောအေးတော့တာဝါလောမှာအဲ့အင်းဆောက်လို့လည်းခက်ခဲတို့ရောတရှာလာရတယ်အရင်တော့ဒီမျိုးရဲ့အကြီးမားဆုံးဒီမျိုးတွေပေါ့ဖျားချတော့အင်ဂျင်နီယာလိုက်ရှာပါရအဲ့ဆိုရင်တော့ဘယ်သူကလည်းကောင်းလဲဆိုရဲကိုတောင်းပါရသူလေးရသားရလည်းဘာလို့လဲဒီရသားရဒီမျိုးပါတယ်ကိုဒီရဲစကားမိုင်းကြောင့်ဒါမှကြီးတက်နေတာကြီးနေကြည့်နေလို့ဟုတ်တယ်ဦးလေးရသားကြီးဘာလို့တော့ဗျာမြို့မှာအကြီးမားဆုံးစောင့်လိုက်ရတဲ့ဘုံကကြောနေလို့ရှိတာဗျာဒီ engine A few moments later ကဲငါတို့တိုးမယ်ကွာငါတို့ engineer ကြီးဖုန်းလက်ဆက်ပါရမယ်သူ့ဖုန်းလက်ဆက်ဝင်နေအောင်ရေရောကွာကျဖုန်းလက်ဆက်ရမယ်ဆိုတော့တော့ let's go ဒီနောက်မှာဖုန်းဆက်မယ်ကွာဒီနောက်လေးဟုတ်ပြီနောက်မှာဖုန်းဆက်မယ်ကဲအင်ဂျင်နီယာကြီးပါဗျာဟုတ်တော့ပြောကျွန်တော်ဒီမျိုးမှာတန်းကျင်မှာနာမှာကျွန်တော်အိမ်ဆောက်ချင်တယ်ဗျာဘယ်လောက်ပြရမလဲကျွန်တော်ဘယ်လောက်ကောင်းမလဲမိကြပါဘယ်လိုကောင်းမလဲဆိုရင်လည်းကြီးတယ်1 million ကောင်းမယ်ဗျာမင်းလုံးနိုင်မလားပေးနိုင်မလားရတယ်ဗျာကျွန်တော်ပြီးမယ်ဗျာတကယ်လို့အဲ့လို1 million ရှာပေးဆိုရင်ဦးလေးအင်ဂျင်နီယာရဲ့စောင့်ပေးမှာဝါဆော့ပြီးပေါ့ကွာငါရဲ့တပည့်နဲ့မင်းတော့ကန်းကျင်အောင်မတော့ရင်အဲ့တော့မင်း1 million ရှာထားဖို့တင်ပြီဟုတ်ကဲ့ကျွန်တော်ဒီ1 million ရှာပြီးရတယ်ဦးလေးအင်ဂျင်နီယာကြီးလာခဲ့မယ်ပြီးဦးလေးအင်ဂျင်နီယာကြီးရဲ့အကြောင်းပြချက်တွေကိုကျွန်တော်ပြောမယ်နော်ပြောပြီးတော့ဆိုရင်ကျွန်တော်ဦးလေးအင်ဂျင်နီယာဘယ်လိုပဲနေဆောက်မယ်ဘယ်လိုတော့ရဘယ်လိုပုံစံဆောက်မယ်ဆိုတော့ကျွန်တော်ပြောမေးကြတာပေါ့အဲ့လိုမေးရင်ကျွန်တော်လာခဲ့မယ်ဗျာတကယ်လို့ဟိုဖြစ်ဆိုရင်လည်းကျွန်တော်နေခင်းလောက်မှလာခဲ့မယ်ဟုတ်မလားဘယ်လိုလဲတော့ရတော့ဆိုတော့ကွာမင်းနေကတော့ကွာရောငါဖုန်းဆက်လိုက်ကွာဒါဆိုတော့နေကတော့လာပြီးမင်းရဲ့မင်းလူကြီးနဲ့ကန်းကြီးကအေးမဆောက်ပြီးတော့ကွာအဲ့တော့မင်းနေရလာတော့ချလိုက်ဒီနေပေါင်းကွာငါ1 million ရှာမယ်လို့လည်းပြောတယ်ဒါပေမဲ့ဘာပဲဆိုရှာမှာအဲ့ဒါစဉ်းစားအောင်မယ်ငါတို့ဘယ်ရှာမယ်ဒီဘက်ဝေးကွာအဲ့ဆိုရင်ငါတို့ထောက်ဝေးကွာငါကောဟိုပြဆိုရင်ငါတို့ကစားဖို့ရင်တော့ကြည့်မှာကွာငါတို့ကစားဖို့ကဘာအကျိုးရှိမလဲဆိုတော့ကြည့်မှာကွာစိတ်ပြေပန်းဖြေဖို့ကွာပြောရရင်စိတ်ပြေပန်းဖြေနေသွားမယ်ပေါ့ကွာဒါကမှငါတို့ကူညီလို့ကွာကူညီပါမယ်ပြီးမှ1 million ရှာဖို့ဆက်စင်လာမယ်ယုတ်တိကပဲတို့မျိုးမတို့မျိုးကြောင်းသားလားမသိအောင်ကွာထိုင်ပါဒါဆိုဒီနေရာမှာငါရက်ပြီးတော့စဉ်းစားမယ်ကွာဒါကလည်းမိုက်နော်နောက်နေ့မှကိုယ်နဲ့လာအောင်ဦးလေးမိကြည့်ပါဦးဘာလို့မသိဦးလေးဒီစက်ကရုံရဝင်လို့ရလားဗျာဝင်လို့ရတယ်ဒါနဲ့ဒါမင်းနေကင်းကိုမယူမမလားဘာလို့လဲဗျနေကင်းဆိုရင်ကြည့်တော့နေလို့ကွာမရှိမှဒီပေါ့ဟုတ်တာပဲကျွန်တော်တကယ်ဆိုရင်စက်ကရုံနေဆိုတာအဲ့လိုပြဝဲရုံနေဆိုတာညနေမှလာဟုတ်တယ်မလားဟုတ်တော့ကွာမင်းပြောမှန်းတယ်ဒါလည်းမင်းဘာကြီးခက်ခဲပြီလားမင်းကြရတော့ရှုပ်မှန်းကျွန်တော်1 million ဗျာအိမ်ဆောက်ချင်လို့အဲ့လိုလိုးနေရဗျာအဲ့တော့ဦးလေးကူညီနိုင်မယ်ထင်လားတော့မထင်ဘူးညာကျွန်တော်ရဲ့ခက်ခဲတယ်ကိုကြီးလားမင်းခက်ခဲငါကူညီနိုင်ဆိုရင်ဒါနဲ့ကူညီနိုင်နေရှိတယ်ကွာ
ယ်နေရလဲဗျအေး မင်းကိုကူနေမနေရစားဖို့စားလို့နောက်တော့ခိုင်းတော့နေဒါဆိုရင်မင်းလည်း1 billion ရတယ်ပြီးတော့နိုင်ငံနဲ့ဒီနေရေးချမ်းတယ်ကွာ အဲ့ဒီရောက်စားခိုင်းတော့တကယ်ရမှာလား1 billion ဒီတော့ရမှာမင်းမျိုးသွားကြည့်လေကွာမင်းအဲ့မှာဦးဒီမှာတခုချမ်းသာပြောတော့1 billion ညာရှိကွာအမအဲ့ထဲမှာမင်း1 billion နဲ့ရကြတယ်တို့ကြောင့်1 billion ရှိရဲ့အဲ့ရောက်စားခိုင်းတော့သွားမင်းရကြမယ် โอเคဗျာကျွန်တော်ဒီလိုလမ်းညွှန်ပေးရဆိုကျေးဇူးပါပဲဗျာဒါနဲ့ဒီရောက်စားခိုင်းဘယ်လိုသွားရလဲ ဒီမင်းရောက်စားခိုင်းမတော့ဆိုတော့လမ်းပြီးတော့ကွာတကယ်လို့လိပ်စာယူခြင်းလည်းရတယ်ဒါမှမဟုတ်မြို့ကနေအတိအကျပြောမှာကွာအဲ့ဒါကစာကူတာဒီညူကြီးရဲ့ဒါတော့ကျောင်းရဲ့ဒီဘက်ပြီးမှာရှိရဆောင်းရဲ့အဲ့ဒါရောက်တာဖို့ဝင်ရဲ့အိမ်ကြီးပဲကွာမင်းအဲ့ထဲတော့ဝင်လာဒါဆိုရင်မင်းအဲ့ထဲတော့ဝင်လာတယ်အရင်ဆုံးဂိတ်ဘောက်မှာ2ယောက်တွေ့တယ် ဟာဦးလေးပြောနေစက်နေကျွန်တော်လာရင်လမ်းမှာလေအဲ့လိုတွေ့တယ်ဗျာဒါဦးလေးသွားရင်တော့ ဒီမိကောင်းပါလေ ဟာဒီဦးလေးပြောတာတော့ငါရောက်စားကြီးပြောမှရတယ်ဒါမှငါ1 million ရနိုင်ငံလေးခေါင်းမယ်ဟာငါကမင်းပိန်းနေကဲသွားကြလို့ကွာ let's go A few moments later. တော့ကွာယိုရှင်နေလို့ပြန်သေးရပြန်ကြည့်တယ်မသေးဘူးတေးသွားရင်နောက်ကောင်လုံးတေးသွားပြီအရေးတဲ့ကဆင်းတော့ကွာတော့မယ်ဒီကောင်လေးအတွင်းထဲဝင်နေကစစ်စစ်ရမယ်ငါလက်မပေါ့ဘလို့လုံးမဒီမှာလက်နဲ့လာနော်ရောက်တယ်တေးရောအဲ့မှာယောလာပြန်ထားလားယောဒီကံကွာကဲမင်းတို့လာပြီတော့အားလာပြီငါကျိုးပြီးခါလာပြီကွာဒီမျိုးကြီးကဲတင်တော့မယ်လေကဲဒီတော့မရှိတော့သေးငါသိတယ်မင်းတို့လာပြီပေါ့ယောဟာရောငါဘလို့ဖြစ်သွားတော့အခါတော့ဖြူအောင်စေုပ်ကြီးဖြစ်သွားပါလားတခုကလွဲသွားပြီးတော့နေအောင်ဖြူအောင်ခေုပ်လေးဘာလို့တီးပေါဝိုင်းထွက်လာယောဝါယောရောက်တော့ကွာအဲ့မှာယောဝါမြောက်တက်သွားမယ်ဒင်းဒီမမလွတ်နေမယ်ရေဟုတ်တယ်ဗျာကျွန်တော်တက်မယ်ရှိသေးတယ်လူတွေကောင်းတော့ရှိသေးတယ်ပါလေလူလိုက်ရှာလူကောင်းတော့ယူလိုက်ရှာမယ်နေရေးတယ်လိုက်ရှာမယ်ဒီမဲ့ဒေါ်လာ5 billion ကဟုတ်တယ်မဟုတ်2 billion မဟုတ်ငါတို့မဒီ1 million or 2 million အဲ့ဒါမှ2 million လို့မှာယောကွာငါစကားပြောနေဒီကောင်မမြင်ယောကွာတေးသွားရေးငါနိုင်သွားကဲဒီမှာစလိုက်ပါယောလက်နဲ့လေးရတယ်မှာဒါလေးရတယ်ဒီမှာပတ်စံနောက်ထပ်5 billion ဒီမှာ3 billion ယောရှယ်ပဲတော့1 million ပြည့်ပြီ1 million တော့ကျော်သွားတယ်မရှော့ကန်ဒီမှာဘာလဲခံပြစ်တူရပြီပတ်စံလေးရလက်နဲ့လေးရနိုင်ငံတော်လေးအေးချမ်းကောင်းတော့ကွာဒီဘက်ကအခန်းရှိသေးပါမင်းတို့ဒီမှာယောလူချင်းလည်းပြပေးတာပဲယောဟာရှော့အဲ့မှာမိုက်သားပဲကွာဒီကောင်လေးပြပေးငါငါ့လစ်မကွာပြန် let's go ရောက်ရင်အင်္ဂလိပ်မဟေ့ကျွန်တော်အင်ကြီးလွှမ်းနေမှာဖြစ်ပါတယ်ဘာလို့လဲဆိုဒီစေရုပ်ပုံနဲ့ဆိုရင်လူကြီးကြောက်ကုန်လိမ့်မယ်စားတာကကျွန်တော်ရဲ့ကျုပ်ကချိုးလုံးတော့ဘူးမှမကြောက်အောင်ကျွန်တော်ဒီမျိုးထဲမှာလူဒီများပါတယ်ကဲဝေးလေးမယ်ကွာကျွင်းကြာတော့ကွာကျွန်တော်တနားတော့ကြာသွားပါတယ်ခင်ဗျာသွားမယ်ဗျာကျွန်တော်ယာကူသားလေးနေလာယာကူသားကားကြီးနဲ့ကျွန်တော်ဦးအင်ဂျင်နီယာကြီးသွားပြီးတော့တင်းသွားမီးမှာပဲဖြစ်ပါတယ်ဒီစိတ်ကားလာမှာကျွန်တော်ဒီစိတ်ကားလောက်တော့မှကျွန်တော်ဒီစိတ်ကားလောက်စောင့်မှာပြောတာနေဒီကြောင်ဒီကားကဆင်းလိုက်တော့ဒီကားပေါင်းစကိအမခေကားပေါင်းစကိလာပြီစပယ်မောင်ဒီတော့ရှိရလို့ပြောလူဆောင်နေလို့ပြောမရှိ
ရောင်စားကားရလာဟိကဲဦးလေးစောင်းတိုင်းမျိုးကြီးကျွန်တော်စောက်ချင်တဲ့ဒီနောက်မှာစောက်ပါလား ဟောဒီလိုဆုံးဖို့တော့ဘလန်ချလိုက်ကွာဒါဆိုရင်ဒီတော့မှဆုံးမယ်ဆိုတော့တော့လို့ဆိုတော့ဆယ်နိုင်တော့ဆယ်နိုင်မို့ပေါ်မလို့ဆိုတော့လို့လေခေါ်လို့ဘောကျွန်တော်အဲ့ဒါလောက်ကောင်းနေတာကိုခေါ်ပြီးတွေ့ရတော့လေကွာပြီးပါညနေတော့မှပြန်လာဖို့ကွာဒါဆိုရင်ဆောင်းရုံမိုက်တယ်အင်းပြတယ်ဟာဟုတ်ပြီကျွန်တော်တော့မှာပြားဆိုလေကျွန်တော်ညီဘူလေးပါခေါ်ခဲ့ပါဗျာ ဒီလိုတော့လည်းနော် Let's go ကျွန်တော်တို့ဟောတော့ကြပါဗျာမာလို့ဖဖိုက်လိုက်တာဘာအမုံဘာဖဖိုက်တန်တော့မရဘူးဟိုဘူတော့ခေါ်မယ်ဘူတော့ခေါ်ပြီးရဲကျွန်တော်ရဲလီတောင်းရဲမင်းကြောင်ရောဥဆောင်တိုင်းကြီးရဲ့ဆောင်းစကီလေးခေါ်ကြည့်ရအောင် Let's go မဝါငါတို့ဟာခေါက်ဆွဲဆိုင်ကိတ်ဆိုင်ငါတို့ခေါက်ဆွဲဒီစားနေငါတို့ဥဆောင်တိုင်းမျိုးညနေလောက်မှတော့သွားမှာကွာအဲ့တော့ဒီမှာပဲခဏလေးနတ်နေကြပါပေါ့ကွာစားလိုက်နတ်လိုက်လို့ကြပါကွာအဲ့တော့စားငါညီစားအေးမအမြင်အေးတော့တော့ပါပဲဒီတော့ချမ်းနေအောင်မင်းအေးတော့လို့ကွာငါညီဘူရအမြင်တကယ်ပိန်းတော့ပဲဟောအေးပါကွာမင်းရလေဝါလာလိုက်တော့အေးစားကွာကြိုက်လို့စားတယ်ကွာမျိုးအောင်လှုပ်ပါစားဟိုနောက်ထပ်4နာရီလောက်ထိနေလို့ရသေးကဲဘူဝေးအောင်လည်းညနေရောက်ပြီးတော့ကြည့်ရအောင်အဲ့လိုဟွာဘောကွာဆိုရင်ဒီစောက်တိုင်းကိုစောက်ပြီးတာဆိုငါတို့ကြည့်ကြမယ်လာကွာရောဟိုတော့ကွာတက်မြန်တက်အေးထွက်သွားမှာမဟုတ်ဘူးဒီဘက်တော့မနေတော့ဦးစောက်တိုင်းမျိုးဒီချိန်ဆိုရင်ပြီးတော့ပါပြီကွာပြီးပါရုပ်တယ်သွားကြအောင်ကွာ let's go 2,000 years later လောက်ပါအေးရုပ်ရင်းနေဟိုမြင်လားအေးဦးမကြည့်လိုက်ငါကဖုန်နေကြတယ်ငါဖုန်လုံးကွာဦးစောတိုင်းကျွန်တော်ရဲ့အင်းကြီးကိုစောက်တော်မူပြီက ဝါလို့ပြီးကွာမင်းဝင်တော့ကြည့်လိုက်လို့ကွာ โอเคပါရလာဘူးလားငါဒီလိုဆိုတော့ဒီမိုက်တော့ကြောက်ဆုံးနေတယ်ဆိုရင်မိုက်ကွာရုပ်ကြီးဒီတော့မှပေါ့ဝင်နေလေဘူလားဘူပဲဟဲ့ဘူလားလာပါဒီကောင်ထားခဲ့ကွာလာလေတော့ကြည့်လိုက်ကွာစနေရလေးကြည့်တယ်ကောဒါလည်းမြူးတယ်ကွာအဲ့တော့alright ညီမတို့လည်း TV ကြည့်လို့ရအဲ့အဲ့လေလာလည်းပြောလို့ရတယ်ညီမတို့ညီကိုနှစ်ယောက်ကွက်တီပဲစကားထိုင်ပြောလို့ရတယ်ဟုတ်ပြီကွာတော့ဘောထဲမှာရှိတော့သေးဘောထဲညီမတို့လည်းမြည်ဖို့ကြမ်းမြည်ဖို့ကြမ်းဖို့ဘောထဲတော့ကြည့်မဘောထဲဒီမလေးအောက်ခအဲ့ဒါလည်းမြောက်ခန့်လို့ပါလို့တော့တက်ကြည့်လားဘောမဆိုရင်ရောဒါဆိုရင်တော့ညဖျားဖို့လို့ရတယ်ပေါ့အဲ့တော့ကျွန်တော်ဘူစာဖတ်မယ်နေရပေါ့ဘူစာကြည့်တယ်ဆိုဒီဘက်မှာကျွန်တော်ညနေခင်းညနေမှာပင်လယ်လေးကိုကြည့်ပြီးတော့ဝါလို့ရတယ်ဘမဖြစ်လို့ရတယ်နော်တက်ရှိတယ်ဟာချက်ဒီမှာဆိုဒီခက်မယ်အိခက်ဒီမှာကျွန်တော်ရဲ့ကွန်ပျူတာနဲ့နေရတယ်ကွန်ပျူတာနဲ့နေရဗျာကွန်ပျူတာနဲ့နေရတယ်ဟိုလိုက်လို့လည်းရဗျာအဲ့တော့ဒီဘက်ကလည်းဒီပါပဲတော့ဒီဗျာဒါဘူနေမခန့်တော့ကျွန်တော်နေရမှာဗျာဝိုင်းနေတယ်ဆိုကျွန်တော်ရက်မတော့အောင်ဒီကောင်လည်းတော့အောင်ဒီခန့်နေတယ်ဒီမှာအေးဒီစံကွက်ဒီကွာမိုက်ရကွာဒီမိုက်ဦးစောက်တိုင်းပဲလည်းရတယ်ဆောင်းရကောင်လေးဒီဘက်ကပါခန့်ဒီဘက်ကလည်းဒါနှစ်ယောက်အိမ်လို့လည်းရတယ်ကွာဒါလည်း share ပဲဒီတော့မိုက်ဦးစောတိုင်းတော့ပြောရလို့ဗျာတော်လူရဲ့စောက်လို့မှုလက်ခတော့ပြီးမှဖြစ်ပါတယ်ဦးစောတိုင်းမျိုးဦးစောတိုင်းမျိုးကျွန်တော်အိမ်ကိုစောက်ပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီအိမ်လေးကိုဘယ်လောက်ပြရမလဲ
我没有跟他王比的王比的， ဟောရ1 can easy လေးပဲဟဲ့ပြီးတော့ရောဗျာပြန်ပြီးလိုက်လို့ဖြစ်อ่ะကျွန်တော်1 ဖြစ်ပေးပြီးနော်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့ကျွန်တော်အိမ်မို့ကျွန်တော်အိမ်မို့ပေါ့အိမ်လေးဆက်ဆောင်တော့ကဲကြည့်သမှာတော့အိမ်လေးစောက်ပြတော့ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကျန်နေတယ် like and subscribe follow တော့တောင်းကြပါလိမ့်ဒါရက်ဆောင်ပါတယ်